မြန်မာပြည်ရဲ့အကြီးဆုံးဖျားတစ်စဒါပေမဲ့ဖျားရဲ့သမိုင်းကတကယ်အမှန်လားရွှေဒဂုံစေရီမြတ်ကိုဒေသခံတွေကဗုဒ္ဓရှင်တော်ဖျားရဲ့စံတော်ရှိသူကိုဌာပနာထားတဲ့သာသနာတော်ကြီးလို့ယုံကြည်ကြပါတယ်။ကုံတယ်ညီနောင်တို့ကဥက္ကလာပတိုင်းကိုပြစ်ဆောင်လာခဲ့တယ်လို့ဗဇက်ရာဇဝင်မှာပြောကြပါတယ်။ဒါပေမဲ့သမိုင်းပညာရှင်ချို့ကတော့အခုမြင်နေရတဲ့ရွှေဒဂုံပုံစံဟာရာစုနှစ်ပေါင်းများစွာအတွင်းအကြိမ်ကြိမ်ပြုပြင်တိုးချဲ့ထားတဲ့အဆောက်အဦတစ်ခုလို့ဆိုကြပါတယ်။ဒါဆိုအမှန်တကယ်ကဘာလဲ။သမိုင်းဆိုတာအထောက်အထားနဲ့ပြောတာဖြစ်ပြီးဗဇက်ရာဇဝင်ဆိုတာယုံကြည်မှုနဲ့ယဉ်ကျေးမှုကိုဆက်လက်ဆယ်ဆောင်ထားတဲ့အရာပါ။အချိန်ကြာလာတဲ့နဲ့မြဒီတစ်ခုကြာမှာတကယ်အမှန်တရားကတနေရာမှာပုံနေတယ်လို့ယုံကြည်ပါတယ်။သမိုင်းလားယုံကြည်မှုလားသင်ဟာဘယ်ရာပို့ပြီးတော့ယုံကြည်ပါသလဲ။ comment လေးမှာဖြေပေးသွားပါဦး။